ဘောကောင်းပြီးစင်ရတယ်ကိုဘာလို့များခေါ်တယ်ပေါ်ချချလူတယောက်လေးသူလုံးလုံးတဲ့အိမ်ကမြို့ချောင်းတက်တဲ့သေးသမီးကိုရင်မသို့သိချိန်မိတ်ကချစ်ရှာနေတော့တယ်သေးသမီးကြောင့်ကပြန်မလဲနဲ့လိုက်ဖို့မှာရင်တဲ့ကချစ်တွေဟာအိုးမလုံးအောင်ပွင့်လာသေးသမီးကဆိုတဲ့အချစ်စစ်တော့ဖြစ်ခဲ့ရင်ဝေသပြတဲ့တောင်းတိတီသာအဖေးစီတင်တောင်းပါရှောင်းလုံးကအာဟာရသိတိပြီးသလိုမစားရမတောင်းရနဲ့ပူပြင်းနဲ့ကြောပြင်းဟာအချစ်စိတ်ကြောင့်အိမ်များလာဆိုဆိုတဲ့မိုးရေတွေသူကိုလည်းမဟန်တာတာသူစုချတဲ့ငွေလေးတသောမပြေတပြေမှာသူရည်ရွယ်တဲ့မိန်းကလေးဟာတခြားအိမ်ထောင်ပြူရှာအယူပေါ်ဖြစ်ပေမဲ့အသက်ဆုံးပြီးချစ်သွားတယ်